အားလုံးပဲမင်္ဂလာပါဗျဒီကနေ့ပိတ်ရလီမှာတော့ပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ကိုပြောရဲ့ 2V formula စာရုပ်ကနေကောင်းများကိုတင်ဆက်ပြီးတော့မှာမဟုတ်ပဲမိတ်ဆွေတို့ဘိုးသူရရရှိစေမယ်တူရီကိုဝါသနာပါလို့ကုမစထုံးမဲ့ထိုးသားမိတ်ဆွေတင်များအနေနဲ့တူရီနဲ့ပတ်သက်ရာမကြစ်မနီသိကြရမယ့်ဆောင်ရွက်ရှောင်ရဲ့အချက်များကိုကိုပြောအနေနဲ့တည်တည်ချာချာလေးပြောပြပြီးတော့မှာဖြစ်ပါတယ်ဗျတစ်ဖက်မှာလည်းတူရီထူးပြီးတော့ရှုံးများနေတဲ့မိတ်ဆွေများတွေရှေ့နောက်လွဲနေတဲ့စီဗီလေးတွေတဲ့သွားရအောင်စေတနာအပြည့်နဲ့အိတ်တုံဖားမှာပြောပြပြီးတော့မှဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုမစတင်ခင်မှာကိုတူရရဲ့ channel ကိုအခုမှစတွေ့ရဆိုရင် subscribe လေးကိုနှိပ်ပြီးတော့ကိုတူရတဲ့အတူတူ like ပါကြည့်ရှုအားပေးဖို့ကြိုင်းနေတတ်တယ်ဆိုရင်ဒီဗီဒီယိုဖိုင်လေးကို like ရမှနှိပ်သွားဖို့အတွက်ကိုတူရအနေနဲ့တိုက်တွန်းလိုက်ပါတယ်ဗျတူရီကိုဝါသနာပါလို့အခုမှစထူးကြမယ်ထိုးသားမိတ်ဆွေအသင်းများအနေနဲ့မကြည့်မနေသိထားရမယ် tip လေးတွေကိုကဘာကြောင့်ဒီများရှင် Einstein ပြောခဲ့တဲ့စကားတစ်ခုံးကိုမိတ်ဆွေတို့အတွက်ရွှေထက်ငွေထက်အဖိုးတန်တဲ့သင်ခန်းစာအဖြစ်ပြောင်းလဲပြီးတော့ပါမယ် Einstein ရဲ့အဆိုအရကစားပွဲရဲ့စီးမင်းတွေကိုအရေးဆုံးနားလေအောင်လေ့လာပါပြီးမှတခြားသူတွေတဲ့ပိုကောင်းအောင်ကစားပါဒီစကားကနေပြီးတော့တူဝီလူတစ်ထိုးသားမိတ်ဆွေများရယူရမယ်တင်ငန်းစာနှစ်ချက်တည်းရှိပါတယ်ဗျနံပါတ်1တူဝီကိုရမ်းပြီးလို့မထိုးပါနဲ့အိမ်မက်မက်လို့သူများပြောလို့ဆိုပြီးတော့ရမ်းပြီးတော့မထိုးပါနဲ့တူဝီဟာ Thais stock market exchange ငွေကြေးအတက်ကြပြောင်းလဲမှုပေါ့လေနော်ငွေကြေးပြောင်းလဲမှုတန်ဖိုးဒီကိန်းဂဏန်းနေနဲ့ဒါလေပတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်မက်မက်တဲ့ဆိုရင်တော့မှပဲဒီဘက်ကနေပြီးတော့ကလေနာပေါ့ဗျာနော်၄နှစ်၅နှစ်ဒီကလေနာလေးနဲ့တိုက်ပြီးတော့လို့ပါဒီလိုမှမဟုတ်ရေအခြေခံကြားဆုံးတူရီတူမယ်ဆိုတိချရမယ့်အချက်လေးတွေကမာကနေ9လုံး135ခွန်9စုံကနေ9လုံး2468 3ညလို့ပဲဒါပေါ်ချင်းမနေအခြေခံကြားဆုံးတိချရမှာဖြစ်တယ်ဗျအတူရီလောကမှာပတိဆိုတဲ့သဘောတရားပတိဟာဘာပတိအလွယ်တကူပြောတော့လို့ရတယ်ဗျဥပမာ1ပတိ2ပတိ3ပတိ4ပတိ5ပတိ6ပတိ9ပတိ10ပတိ9ပတိ3ညပတိကဲဒီလိုမျိုးပြောတော့လို့ရတယ်ဗျ break ဆိုတာကတော့နောက်တစ် fit တက်သွားတဲ့အနေထားပါဗျနော်အလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင် break ဟာကနက်နှလုံးပေါင်းချေတန်မှုဟာ break အနေနဲ့ဒါခေါ်ဟောကြရတယ်ဗျဥပမာ1နဲ့2ပေါင်းလိုက်ရင်3 break ဖြစ်တယ်ဥပမာ2နဲ့3ပေါင်းလိုက်ရင်ဒါ5 break ဖြစ်တယ်ဗျာနော်ဒါနားလည်လွယ်ရပြောရရင်ကနက်နှလုံးပေါင်းရင်ရလက်ဟာ break အနေနဲ့ဒါခေါ်အသုံးပြုကြရတယ်ဗျအတူရီလောကမှာဒီလိုမျိုးလေးဒါမဖြစ်မနေသိထားပါမယ်ဗျာနော်နောက်တစ်ခုအနေနဲ့တူရီလောကမှာပါဝါနဲ့နက်ခတ်ဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍတွေမှာပါဝင်နေရကြောင်းယခုမှတူရီစာထိုးကြမယ်မိတ်ဆွေများအတွက်ဘူးတူရရရှိသွားအောင်ထပ်မံပြီးတော့မျှဝေပေးလိုက်ပါတယ်ဗျမြန်မာဒီနေရာမှာမြန်မာပါဝါနဲ့မြန်မာနက်ထက်နှစ်ခုကိုပဲကိုတွေ့ရနေတယ်ပြောသွားပြီးမှဖြစ်ပါတယ်ဗျဗီဒီယိုရှေ့တော့မှဖြစ်တဲ့ကြောင့်မလို့ထိုင်းပါဝါထိုင်းနက်ထက်ဒီကိုနောက်ဘက်အားလဲရကြမှာကိုတွေ့ရရဲ့ formula video file တစ်ခုထပ်ပြီးတော့တင်ပြီးမယ်ဗျဒါလည်းကျွန်တော်ဒါ knowledge sharing video ပါပဲဗျနော်မြန်မာပါဝါက1ပါဝါ6 2ပါဝါခွန်3ပါဝါ8 4ပါဝါ9 5ပါဝါ3ညလိုဝေးဖြစ်ပြီးတော့မြန်မာနက်ခတ်အရာဆိုရင်1နက်ခတ်8 2နက်ခတ်4 3နက်ခတ်5 5နက်ခတ်3 6နက်ခတ်9ခွန်နက်ခတ်3ညလိုဝေးဖြစ်ပါတယ်ဗျပါဝါနဲ့နက်ခတ်တို့ဟာဘလို့အခန်းကဏ္ဍတွေမှာအရေးပါတယ်လဲဆိုရင်ပါဝါရွေးများဖြစ်တဲ့1 6 2ခွန်3 8 4 9 5 3ညပါဝါဘရိတ်တွေအနေနဲ့ပါဝင်လျက်ရှိသလိုပါဝါပတ်သီးတွေအနေနဲ့ပါဝင်လျက်ရှိတယ်ဗျအတာအပြင်ကိုမှနက်ခတ်ကနေများဖြစ်တဲ့1 8 2 4 3 5 6 9ခွန်3ညနက်ခတ်ပတ်သီးတွေများအနေနဲ့ပါဝင်လျက်ရှိသလိုနက်ခတ်ဘရိတ်အတွဲများအနေနဲ့ပါဝင်လျက်ရှိတာကိုသိထားပါမယ်ဗျဒီလိုမျိုးအခြေခံသဘောတရားများနဲ့တွက်နီးများကိုအရင်ဆုံးထိုးသားမိတ်ဆွေတွေများအနေနဲ့နားလည်အောင်လို့အရင်ဆုံးလုပ်ရမယ်ဗျနံပါတ်2အနေနဲ့ကတော့စနစ်တကျကစားရမယ်တယ်ဗျလောဘတက်ပြီးတော့အိတ်တုံဖားမောင်တူရီကိုဘယ်တော့မှမထိုးပါနဲ့မေဆီရူရဲ့ budget ကိုတေချာခွဲပြီးတော့ခိုင်မာတဲ့ formula မူကနေများနောက်ကိုပဲကြီးငိမ့်နဲ့လိုက်ကစားမှသူများထက်သားပြီးတော့အမျက်ထွန်မှာဖြစ်တယ်ဗျတနည်းအားဖြင့်တူရီကိုစနစ်တကျထိုးပြီးတော့အရှုံးနေပြီးတော့ပေါက်တီးရဖို့အတွက်ရခိုင်တော့များသွားမှာပဲဖြစ်တယ်ဗျတစ်ဆက်တည်းမှာပဲတူရီထိုးပြီးတော့အရှုံးပြနေကြတဲ့မိတ်ဆွေများရှင်းနောက်လွဲနေတဲ့အစီအစဉ်လေးကိုတဲ့သွားရအောင်လို့ကဘာကျော်အထင်ကြီးရအဆိုများနဲ့
တူဤထိုးသားမိတ်ဆွေများအတွက်သင်ခန်းစာအနေဖြင့်အရင်ဆုံးထပ်မံပြီးတော့ဒါမျှဝေပြီးတော့ပါအောင်မယ်နံပါတ်1ကမ္ဘာအကြီးဆုံးရင်းနှီးမြှုပ်နှံသူ Warren Buffett ရဲ့အဆိုအရစီမင်းနံပါတ်1မိမိရဲ့အရင်ကြီးကိုလုံးဝအရှုံးမခံပါနဲ့စီမင်းနံပါတ်2ကတော့စီမင်းနံပါတ်1ကိုဘယ်တော့မှမမေ့ပါနဲ့တယ်ဗျာနော်တူဤထိုးသားမိတ်ဆွေများအတွက်ရလိုက်တဲ့သင်ခန်းစာကတော့ငွေကြေးစီမံထန်ခွဲမှု money management ကိုအဓိကထားတာပါဗျရှိသမျှအိတ်သွန်ဖားမှာမထိုးပဲအရင်ပြုံမသွားရအောင်အရန်ကွက်လေးတွေနဲ့စနစ်တကျဘတ်ဂျက်ခွဲပြီးတော့ကစားဖို့တတိပေးချက်ပါပဲဗျပြောရမယ်ဆိုရင်ဒီထိုးကြီးကကနန်းဒီကိုလည်းထည့်ပြီးတော့ထိုးရမယ်ဆိုရယ်ပုံစံမျိုးပါဗျနံပါတ်2ကဘာကျော်စစ်တီနာဘရီစွန်စုရဲ့အဆိုအရာစစ်ပွဲတိုင်းဟာလက်တွေ့မတိုက်ရသေးခင်ကလေးကအနိုင်နဲ့အရှုံးဆိုတာအဖြစ်ပေါ်ပြီးသားဖြစ်တယ်ဗျတူရီဂျိုးသားမိတ်ဆွေများအတွက်ဒီနေရာမှာရရှိလိုက်တဲ့သင်ခန်းစာကတော့ကြိုတင်ထွက်ချက်မှုမရှိပဲဒူဝီကိုရန်တန်းထိုးနေကိုမထိုးဖို့ပါပဲဗျတေးကြတဲ့မူကလင်နာတွေကိုတွက်နည်းရဲ့ပေါ်အခြေခံပြီးတော့ကြိုတင်ပြင်ဆင်ထားမှသာအနိုင်မဲ့အနိုင်ရရှိမဲ့သဘောပါဗျနံပါတ်3ကဘာကျော်မင်းသားကြီး Post New Man ရဲ့အဆိုအရဖဲဝိုင်းမှာနိုင်ဝဲလောက်ထိုင်ကြည့်ပြီးရဲ့အထိဒီဝိုင်းမှာဘသူကအချင်းလဲအယူလဲဆိုတာကိုတေချာမသိသေးဘူးဆိုရင်တဲ့အဲ့ဒီအချင်းကခမရပါတယ်ဗျထိုးသားမိတ်ဆွေများတို့ရဲ့ရလိုက်တဲ့သင်ခန်းစာကတော့ဇီးကွဲရဲ့အပြောင်းလဲနဲ့ဒါရဲ့လက်ကွက်ဒီကိုသတိမထားသေးပဲသတိမထားမိပဲပြောက်ကနန်းအနေနောက်ကိုပဲရမ်းလိုက်နေမယ်ဆိုလို့ရှိရင်ကိုပဲအရှုံးပေါ်မယ်ဆိုတဲ့ပြည့်ထန်တဲ့သတိပေးချက်ပါပဲဗျဒီဗီဒီယိုဖိုင်လေးကတူရီထိုးသားများတွေအမြဲတမ်းအသုံးဝင်နေမှာပဲဖြစ်လို့မိတ်ဆွေတို့ရဲ့ပုံထဲမှာအလွယ်တကူတင်ထားခြင်းနဲ့ဆိုရင်ဗီဒီယိုဖိုင်အောင်နာက like ကလုတ်ပေးနာမှာရှိခဲ့မြားအောက်ဆိုင်နေတဲ့ download ကလုတ်လေးကိုနှိပ်ပြီးတော့ download ဆွဲထားလို့ရပါတယ်ကဒါမျိုးလေးလောက်ထားမယ်ဆိုရင်ကိုတရားရဲ့ဒီဘူတုဒအနေနဲ့မျှဝေပေးတဲ့ဗီဒီယိုဖိုင်ကိုမိတ်ဆွေတို့ရဲ့ YouTube မှာ download ဆွဲပြီးသားဖြစ်နေပါလိမ့်မယ်ဗျအခုဗီဒီယိုဖိုင်ကအရန်ရှိတော့မှဆိုလို့တူရီဆိုတာဘလူးထွက်လဲဘလူးသဘောတရားရှိလဲဇာရုကစားနီဘယ်နေ့မှာဘလောက်ဘူးစနေတကြခွဲဝေပြီးတော့ထိုးရမလဲစားသည်လက်တွေ့တွက်ချက်မှုများကိုတော့လာမဲ့ဘက်အားလည်းရမှာပတ်တူးအနေနဲ့ဆက်လက်ပြီးတော့တင်ပြီးတော့ပါမယ်ဒါကြောင့်မိတ်ဆွေတို့သိကျင်တာတွေလက်တွေ့ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာလေးရှိတယ်ဆိုရင်ကိုမန့်မှာတယောက်တစ်ချက်စီရေးခဲ့ပြီးကြပါဗျအားလုံးကိုစူးစီးပြီးတော့ကိုတူရပတ်တူးအနေနဲ့လက်တွေ့သုံးသက်ဖြည့်ရှင်းပြီးတော့မှမို့အာမနာတဲ့ဝင်ရောက်ပြီးတော့ဆွေးနွေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဗျနောက်ဆုံးအနေနဲ့ကိုတူရရဲ့အနီးကပ်ဇီးကွက်သုံးသက်ချက်တွေနဲ့အချိန်နဲ့တပြေးညီလေးလာမှုတွေကိုအခမဲ့ဝင်ရောက်ကြည့်ရှုလို့ရမယ့် Telegram နဲ့ Viber Channel လေးတွေရှိပါမယ်ဗျTelegram အသုံးပြုတဲ့မိတ်ဆွေများက Telegram မှာ @THUYA ရ9821လို့ရိုက်ရှာပြီးတော့ကိုတူရရဲ့အကောင့်မှာကိုတူရရဲ့ Telegram Channel ကိုအခမဲ့ join မယ်လို့စာလေးပို့ပေးထားပါဗျViber 3နဲ့မိတ်ဆွေများကကိုတူရရဲ့ Viber နံပါတ်ဖြစ်တဲ့3998216093ခွန်Viber နံပါတ်မှာကိုတူရရဲ့ Viber Channel ကိုအခမဲ့ join မယ်လို့စာပို့ထားနိုင်ပါတယ်ဗျလူဦးရေကန့်သက်ထားတာဖြစ်လို့နေရာမပြည့်ခင်နောက်မကြရအောင်အချိန်မီစာပုံပေးထားပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျလာမယ့်ပတ်တူးမှာပြန်လဲပြီးတော့တွေ့ဆုံကြပါမယ်ရွှေလန်းချက်မိကြပြီးတော့အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြွမှခြင်းနဲ့ထားရပြည်စုံပိုင်ဆိုင်နေပါစေလို့ကိုတူရအနေနဲ့နောက်ဆုံးပိတ်ဆူတောင်းမြတ်တာဆူတောင်းစကားလေးနဲ့နှုတ်ဆက်လိုက်ပါရဗျနောက်ထပ် formula video တွေနဲ့တက်ပြီးတော့တွေ့ကြပါမယ်ဗျကိုတူရရဲ့YouTube channel လေးတွေကို subscribe လုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ထားဖို့အတွက်တိုက်တွန်းလိုက်ပါရဗျ